ကနေစပြီးတော့ဟောရကုလဝကဆိုတာအဓိပ္ပာယ်ကငှက်တိုက်လို့အဓိပ္ပာယ်ရတယ်ငှက်တွေရဲ့ဥပြီးတော့မွေးဖွားရငှက်တိုက်ဒါပေမဲ့လူတွေကငှက်တိုက်ဆိုလို့ရှိရင်တော့ဆေးကြီးပေးဝယ်ရတဲ့ဟာကိုသွားပြီးတော့ထင်းနေကြလိုက်မယ်အဲ့ဒီငှက်တိုက်ကိုပြောတာမဟုတ်ဘူးစားရိတ်လုပ်တဲ့စားတိုက်တို့ချီတွေလုပ်တဲ့ချီကံတိုက်တို့အဲ့ဒီငှက်တွေရဲ့အတိုက်အအုံကိုဆိုလို့ရတယ်ပေါ့နော်စီဝစုံငှက်ကလုပ်တဲ့ငှက်တိုက်ကတော့ဓမ္မို့ကြီးပေးပြီးတော့လူတွေကဆေးဖြစ်သုံးနေကြတာအဲ့တော့ကုလဝကဆိုတာငှက်တွေရဲ့အတိုက်အပြုတ်ကိုဟောတာလို့ဒီလိုမှအဲ့တော့ကုလဝကသုံးနဲ့ပတ်သက်ပြီးတော့တောင်ထီမြို့မှာပဲဟောတာပဲမြတ်စွာဘုရားကဘုဒ္ဓဗုဗ္ဗံဘိက္ခဝေဒေဝတုရသင်္ဃမောသမုပဖြူလောဟောတိဒီစကားပဲစားတယ်ရှမ်းတို့ရှေးတုန်းကထေဝါနဲ့အတုရတို့စစ်တိုက်ပွဲဆိုတာဖြစ်ခဲ့ဘူးတဲ့အဲ့ဒီစစ်ပွဲတစ်ပွဲမှာအတုရတွေကအနိုင်ရပြီးထေဝါတွေကရှုံးကြတယ်အဲ့သူတို့စစ်တိုက်ပွဲကတုံးနဲ့တူလက်နဲ့တွေနဲ့ပြစ်ခတ်ပြီးတော့အသေးတတ်တဲ့ပွဲမဟုတ်ဘူးကလေးတွေကစားသလိုလုပ်တဲ့ပွဲလို့ပြောတယ်အချင်းချင်းအားပြပြီးတော့ကလေးတွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ကစားတဲ့ပုံစံမျိုးပေါ့တွန်းညထုတ်ကြအဲ့ဒါလောက်ပဲလုပ်ကြတာအင်အားပြပြီးတော့အင်အားနေတဲ့ပုဂ္ဂိုလ်ရှုံးစမြဲပေါ့အဲ့တော့ထူးဆန်းနေနတ်ပြည်ကစစ်ပွဲနဲ့လူပြည်ကစစ်ပွဲတော့မတူတတ်ဘူးပေါ့နော်လူပြည်ကစစ်ပွဲကတော့ကြောက်ခမန့်လိပဲလူတွေအသေးတတ်တဲ့စစ်ပွဲဖြစ်နေတော့ခဏခေတ်မှဆိုလို့ရှိရင်အဝတ္တန်စွမ်းတတ္တိထက်ပြီးတော့လူများစွာလူကြီးမြောက်များစွာတပြိုင်နည်းသိချေနိုင်တဲ့လက်နက်တွေအရှိနေတယ်ဆိုတော့လူပြည်ကတော့တတ်တယ်ဖြတ်တဲ့စစ်ပွဲဖြစ်နေအခုနတ်ပြည်မှာစစ်ပွဲဆိုတာကတော့အုပ်စုနှစ်ခုရံပွဲလောက်ပဲတအုပ်စုနဲ့တအုပ်စုအသေးတတ်တာမဟုတ်ပဲနဲ့တာမန်ကစားတဲ့ရံပွဲလို့ဟာမျိုးပဲဖြစ်တယ်နော်အဲ့တော့နတ်တွေဆိုတာသူတို့ရဲ့ physical body ကပထမနုညံ့နေတယ် physical body ကနုညံ့တော့အစာကိုအချိန်မှစားရတယ်တဲ့သူတို့အစာမစားရလို့အချိန်လွန်သွားလို့ရှိရင်ဝမ်းမီကအစာကိုလောင်ရမယ်အစာလူရဲ့ခန္ဓာကိုဆွဲလောင်ပြီဆိုလို့ရှိရင်အဲ့ဒီနတ်ဟာသိဆုံးသွားတယ်နော်ဘာကြောင့်လဲဆိုရင်သူတို့ရဲ့ physical body ကအလွန်နူးညံ့တယ်လွန်နူးညံ့တော့ပါစကတိဇောလို့ခေါ်တဲ့အစာကြည့်တဲ့ body heat ကိုမခံနိုင်တာလို့ပြောတယ်အဲ့ဒါဘယ်လိုနတ်တွေတုံးဆိုခိတ္တပတောတိကနတ်လို့ခိတ္တပတောတိကဆိုတာပျက်စီးရတာသေကြည်ပျက်စီးရတာခိတ္တဆိုတာအပျော်ကျူးလို့သေကြည်ပျက်စီးရတဲ့နတ်ဆိုတာရှိတယ်နတ်ဆိုတာတော့ကာမဂုဏ်အာယုန်နေနဲ့ပြောနေကြတာကြီးပဲသူကအပျော်လွန်သွားတဲ့အခါမှာအစာစားရမယ့်အချိန်မစားဘဲနဲ့နော်အစာမစားလို့အချိန်ကအများကြီးလွန်သွားပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့အစာကြည်ညက်တဲ့စနစ်ကအစာထဲ့မပေးတဲ့အခါကျတော့ခန္ဓာကိုယ်လောင်ကျွမ်းသွားတယ်အဲ့ဒါစတုမာရိနတ်ဘုံမှာခိတ္တပတောတိကနတ်ဆိုတာရှိတယ်အပျော်ကျူးပြီးတော့အစာစားမဲ့အချိန်လွန်လို့သေတဲ့နတ်ကိုခိတ္တပတောတိကနတ်တခါမနောပတောတိကနတ်ဆိုတာရှိသေးတယ်မနောပတောတိကဆိုတာနတ်တွေကပုံမှန်အားဖြင့်တော့သိပြီးတော့ဒေါသထွက်လိမ့်မရှိကြဘူး
နော်တဦးနဲ့တူတာမအဖြစ်နေကြတယ်ဒေါသမရှိဘူးလို့ပြောရမှာမဟုတ်ပြင်းထန်တဲ့ဒေါသမျိုးမဖြစ်ကြဘူးပေါ့နော်jealousy ဖြစ်လာလို့ရှိရင်တော့ဒေါသဖြစ်တာရှိတယ်အဲ့ဒါမနောပရောတိကနတ်ဆိုတာကိုဒေါသကိုမထိန်နိုင်လို့ဒေါသကအလွန်ကျွံဖြစ်သွားတဲ့အခါမှာဒေါသရဲ့အပူရှိန်နှလုံးသွေးကြောင့်နှလုံးသွေးမှာပြီးတော့သိသွားတဲ့နတ်တွေရှိတယ်အဲ့ဒီနတ်တွေကိုမနောပရောတိကနတ်လို့ခေါ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပါဠိတော်မှာဆိုထားတယ်မနောပရောတိကနတ်ဆိုတာဘယ်လိုနတ်လဲလို့ဆိုရင်နတ်သားတယောက်ဟာသူ့ဘုံမိမ့်မနဲ့ကနေပြီးတော့သူ့ရဲ့ခြံရံပြိတ္တခဏနာနဲ့သူကထွက်လာတယ်လမ်းမှာဆုံရတယ်သူလိုပဲတခြားနတ်သားတယောက်ကလည်းလမ်းမှာဆုံတယ်လမ်းမှာဆုံတွေ့တဲ့အခါမှာနောက်ကလိုက်လာတဲ့နတ်သားတယောက်ကသူ့ရဲ့ခြံရံနဲ့ရှေ့ကသွားတဲ့နတ်သားလူတွေလို့ပေါ့ဒီကောင်ကြွားဆောင်နဲ့ကြည့်မကောင်းဘူးပေါ့ဒီကောင်မဟိုရင်ပေါ့ဒီကောင်ကိုကြည့်မရဘူးဆိုပြီးတော့ရှေ့ကနတ်ကဟိတ်နဲ့ဟန်းနဲ့ကိန်းနဲ့ခန်းနဲ့အဲ့လိုသွားတော့နောက်ကထွက်လာတဲ့နတ်ကသူ့ကိုအမြင်ကတ်တာဒီကောင်မြောက်ကြနဲ့ဆိုပြီးတော့ချက်လက်စီဖြစ်တာပေါ့လေမနာလို့ဝန်တိုးစိတ်တွေနဲ့ဒီကောင်ကိုငါကြည့်လို့မရဘူးလို့အမြင်ကတ်တဲ့အနေထားနဲ့ကြည့်တော့အဲ့လိုမြင်ကတ်လို့ကြည့်တာအကြည့်ကိုခိုးနတ်ကလည်းပြန်ကြည့်လိုက်တဲ့အခါအကြည့်ရင်းဆုံသွားတယ်ဆုံသွားတဲ့အခါမှာပြန်ကြည့်တဲ့နတ်ကစိတ်မဆိုးဘူးဆိုကိစ္စမရှိဘူးအခုကတော့ပထမနတ်ကဒီကောင်ကြည့်မရဘူးလို့ဆိုပြီးတော့မနာလို့ဝန်တိုးတဲ့စိတ်နဲ့ကြည့်လိုက်တယ်ဟိုကကြည့်တော့တွေ့လိုက်တဲ့အခါသူကငါဘာငါစည်းစိမ်ချမ်းသာနဲ့ငါကံနဲ့ငါရတာမင်းနဲ့ဘာဆိုင်လို့လဲဆိုပြီးတော့ဒေါသထွက်တယ်ပြန်ကြည့်တယ်ဟိုကပြက်ဆောင်ထိုးကြည့်တော့ဟိုလူကလည်းပြန်ပြက်ဆောင်ထိုးတယ်ပြက်ဆောင်ထိုးတော့သူ့ဒေါသကိုဒေါသဆိုလို့ပိုတက်လာအရှိန်နေမြင့်လာလူများလို့ပေါ့စိန်နဲ့ဒုတ်တွေပါလာကြတယ်ဓာတ်တွေပါလာတယ်လို့သူတို့လည်းပဲပထမတော့တာမန်ကြည့်တာဟိုကပြန်ပြီးတော့ကြည့်တယ်တွေ့တဲ့အခါကျတော့ငါကုသိုလ်နဲ့ငါရတာမင်းနဲ့ဘာဆိုင်တော့ဆိုပြီးတော့ပြန်ပြီးတော့ဒေါသထွက်တယ်အဲ့ဒီအပြန်လှန်ဒေါသထွက်မှုဟာမြင့်တက်လာတယ်ရိုးတွေမဟုတ်တော့ဘူးမြင့်တက်လာတယ်အဲ့ဒီတည်းမှာအပြန်လှန်ဒေါသမဖြစ်ဘူးဆိုရင်သူတို့အေးငြိမ့်သွားတယ်အဲ့လိုမဟုတ်ပဲနဲ့အပြန်လှန်ဒေါသထွက်လာတဲ့အခါမှာကိုဒေါသသူဒေါသမထိန်နိုင်ဒါတော့မှန်တယ်နော်လူတွေမှလည်းအဲ့တိုင်းပဲတယောက်ကလှုပ်ပြန်လှုပ်ဆိုတော့အဲ့ကိုဒေါသကိုမထိန်နိုင်ကြဘူးမထိန်နိုင်တဲ့ကဒေါသကရေရှိန်အရှိန်တက်လာတဲ့အခါမှာအဲ့ဒီနတ်သားနှစ်ဦးလုံးဟာကိုဒေါသနဲ့ကိုနှလုံးသားမှာပူလောင်ပြီးတော့သိဆုံးသွားကြတယ်နတ်တွေသိတဲ့ဆိုတာပျောက်သွားတာပဲနော်အခိုးငွေဖြစ်ပြီးပျောက်သွားတယ်လို့ပဲနတ်မသားနတ်အတုပခြားတာမရှိဘူးနော်ပျောက်သွားတာကိုပြောတာသူတို့ကသုတိသွားလို့ရှိရင်ပျောက်သွားအဲ့ဒါကိုမနောပရောတိကနတ်လို့ခေါ်တယ်အဲ့ဒီနတ်တွေကဒေါသမထိန်နိုင်တယ်အခုနတ်တွေစစ်တိုက်တယ်ဆိုတာကြတော့အင်အားပြတဲ့သဘောလောက်ဒေါသနဲ့တော့တော်ကြီးမားမဟုတ်ဘူးအင်အားပြကြတာကလေးတွေကစားတယ်လို့ပေါ့သူကနိုင်တယ်ငါကနိုင်တယ်ဆိုအဲ့ဒီသဘောမျိုးလောက်ပဲဒါစစ်ပွဲဆိုတာဖြစ်တယ်နော်ဒါကြောင့်မို့လို့ဒေါသတွေအရင်ခံပြီးတော့အကြီးကျယ်သူသေးကိုသေးတိုက်တဲ့စစ်မျိုးတော့မဟုတ်ဘူးလို့တို့မှတ်ရမှာပေါ့
အဲ့ဒီမှာအခုဒီတုတ်တံမှာကြတော့ဒီစစ်ပွဲမှာအတုဒ္ဒတွေကနိုင်တယ်အင်အားပို့ကောင်းတော့သူတို့နိုင်သွားပြီးတော့ထေဝတွေကရှုံးတယ်ရှုံးတဲ့အခါမှာထေဝတွေကထွက်ပြေးကြရှောင်းထွက်ပြီးတော့ပြေးကြတယ်မြောက်ဘက်ကိုရှောင်းထွက်ပြီးတော့ပြေးကြတယ်မြောက်ရက်ဘက်ကိုပြေးတယ်အဲ့တော့အတုဒ္ဒတွေကနောက်ကလိုက်တယ်ထွက်ပြေးတော့လိုက်ကြတယ်အဲ့တော့တရားမင်းကြီးကိုယ်တိုင်အဲ့စစ်ပွဲမှာပါတယ်တရားမင်းကြီးကလည်းပဲဒီဝိဇ္ဇန္ဒယထာကြီးနဲ့သူကအတုဒ္ဒတွေကအင်အားများတော့ထွက်ပြေးရတယ်သူလည်းထွက်ပြေးတာအဲ့တော့မြတ်စွာဘုရားလက်ထက်တုန်းကလည်းပဲပသိနရီကောသလမင်းကြီးကသူနိုင်လို့ရှိရင်တော့မြို့ကိုပြင်းစင်ပြီးတော့ခန်းခန်းနာနာနဲ့ဝင်တာသူရှုံးရင်တော့တိတ်တိတ်လေးပြန်လာတယ်ရှုံးတဲ့အခါရှိတယ်အဲ့တဲ့အခါရှိတယ်ရှုံးရင်တော့ဘာသာမှမကြောက်တိတ်တိတ်လေးပြန်လာသူနိုင်ပြီဆိုရင်တော့အိုးစီပုံမောင်းနဲ့ကိန်းခန်းခန်းနာနာကြီးမြို့ပြင်မှာနေပြီးတော့အောင်မွဲခံပြီးတော့ပြန်လာအဲ့ဒါလည်းပဲအခုတရားမင်းကြီးကသူရှုံးတယ်ရှုံးတော့ထွက်ပြေးရတယ်အတုဒ္ဒတွေကနောက်ကလိုက်တယ်အဲ့လိုထွက်ပြေးတဲ့အခါမှာတရားမင်းကြီးရဲ့ထားကတဝရိသနတ်ပြည်ကဖြတ်တန်းတယ်ဆိုတော့အဲ့တော့လန်ခီမှာကလုံနေနေတဲ့လက်ပံတော်ဆိုတာရှိတယ်ကလုံနေမွေးဖွာတဲ့နေရာကလုံဆိုတာငှက်ပဲနတ်ငှက်လို့ခေါ်တာဒိဗ္ဗာထိတာဝိသုဒ္ဓစက္ခုဒိဗ္ဗာအတိစာနတ်နဲ့ဖြစ်သောငှက်လို့ပက္ခီအတောင်ရှိတယ်ဝိသုဒ္ဓစက္ခုမျက်စိမြင်အားဓမ္မတန်တယ်အဲ့တော့ဖြစ်ပွဲရရှိတာတော့ eagle ဆိုတဲ့လင်းယုံကြီးတွေကဒါခလုံကြီးတွေပဲပေါ့လင်းယုံကြီးတွေအိန္ဒိယနိုင်ငံမှာနာခီဆိုတဲ့ဇာကရိုက်တဲ့အခါလင်းယုံနဲ့ဝေဟောင်းနဲ့ရိုက်တာနော်သူတို့စီမှာကလုံနဲ့ငကဆက်လန့်ရိုက်တဲ့အခါမှာလင်းယုံနဲ့ကောဗရာနဲ့ဒီဝေဟောင်းကြီးတွေနဲ့ရိုက်တယ်ဝိဇ္ဇာကရိုက်ရလို့ရိုက်တာဆိုတော့သူတို့စီမှာနာခနဂါလို့ဆိုတာကောဗရာကိုခေါ်တာမွေဟောက်ကြီးတွေကိုခေါ်တာပဲပြင်းကြီးတွေထောင်ပြီးတော့နေတယ်မွေဟောက်ကြီးခလုံဆိုတာလင်းယုံငှက်ကြီးတွေအဲ့ဒီလင်းယုံငှက်ကြီးတွေကလည်းမွေမြင့်နဲ့ဆိုရင်ထိုးဆင်လာပြီးတော့တုတ်သွားတာပဲလေရှည်ထဲမှာရေပေါ်မှာဖြတ်ပြီးတော့အဲ့ဒီမွေတွေကူးနေတဲ့ဆိုရင်ထိုးဆင်လာပြီးတော့ဖမ်းတုတ်သွားတာမွေအုံတော့ဖတ်သွားစားပြက်တာအဲ့တင်ခဏခဏလည်းအဲ့ဒီမြင်ကွင်းနေရှိတာပဲအဲ့တော့တမန်အကောင်နဲ့ပို့ပြီးတော့ချီမာတဲ့အကောင်ကြီးတွေတော့ဖြစ်ဖွယ်ရှိတယ်ပေါ့စွမ်းတတိနောက်ဆုံးမှအပြောင်းလဲလုံးနိုင်တဲ့50ဇတ်တွေကြတော့ငကားကလည်းဖန်ဆင်းနိုင်တယ်အဲ့ဒီလင်းယုံငှက်ကြီးတွေကလည်းပဲလူရောင်ဖန်ဆင်းနိုင်တယ်ဒါကြောင့်မို့ပပူးဆရာတွေကကလုံရေးတဲ့ကခေါင်းပေါ်မှာကလုံရုပ်တင်ထားတယ်နော်ကလုံမင်းဆိုပြီးတော့နဂါမင်းကြတော့ခေါင်းပေါ်မှာနဂါရုပ်တင်ထားပြီးတော့အယုတ်လုပ်ကြတယ်အဲ့တော့စာထဲမှာပါတဲ့ကလုံတို့နဂါတို့ဆိုတာတော့အမောက်တွေတက်တွေတော့ပါတာတော့မဟုတ်ဘူးဟင်းသာတောင်မှပဲပကြီးဆရာတွေပပုဆရာတွေကအလှပလုပ်ပြီးတော့တောဝမ်းပဲကိုပဲတောင်းနေပါလေတက်လိုက်တဲ့အခါဟင်းသာဖြစ်မှန်တော့ဝမ်းပဲပဲဟင်းသာဝမ်းပဲပဲအဲ့တော့ဒီမှာသူတို့ကနတ်တွေကအဲ့ဒီသရဝါတွေကိုအသုံးချသလား
စဉ်းစားကြည့်ရမှာပြောတာလူတွေကတိရစ္ဆာန်တွေကိုအသုံးမချဘူးလားချတယ်နွားတွေကိုလှဲလို့ပြီးကစီးကြတယ်မြင်းတွေကိုစီးကြတယ်ဆင်တွေကိုစီးကြတယ်ဒါသတ္တဝါတွေကိုအသုံးချတာပဲအဲ့တော့နတ်တွေကလည်းပဲနဂါးတွေကိုစီးတယ်ကလုံတွေကိုစီးတယ်သူတို့လည်းအသုံးချတာသူတို့ကြတော့လူတွေရဲ့မျက်စိထဲမှာတော့မြင်ကွင်းထဲမှာတော့မမြင်ရအောင်လူတွေရဲ့မျက်စိမှာမြင်လို့မရအောင်အဲ့တော့နတ်ပြည်မှာကနဂါမရှိဘူးလူပြည်မှာတော့နတ်ပြည်မှာတိရစ္ဆာန်မရှိဘူးပေါ့နော်ဧရဝံဆင်တို့ဆိုတာဧရဝံနတ်သားကဆင်အောင်ဖန်ဆင်းပြီးတော့ဥယျာဉ်ကိုသွားကြတာလူပြည်နဲ့ဆက်ဆက်နေတော့လူယဉ်ကျေးမှုမျိုးကိုသူတို့ကနှစ်သက်ပုံရတယ်ကြာနတ်နဲ့လူဆိုတာတော့ဆက်ဆက်မှုရှိတယ်ဟုတ်တဲ့နတ်တွေတော့ဆက်ဆက်ပုံမရဘူးအောက်ဒီစတုမာရိတာဝရိန္ဒာကတော့လူပုံနဲ့ဆက်နေတော့တရားတွေကိုသုံးချတယ်စတုမာရိဘုံတွေကလည်းပဲတခါတခါစားရဲပိတ်တယ်မှာပါတာလေလူတွေကိုလည်းစီးတယ်ဒါမို့လူတွေကပြောတော့ဘလူးစီးခံရတယ်တညလုံးသူတို့လည်းရင်ဖြစ်အသုံးပြုတယ်လို့ပြောတယ်ဒါတွေကတော့ကိုကတိုက်ရိုက်ပြောနိုင်တာတော့မရှိဘူးစားထဲမှာပါတာကိုပြောပြတာဘလူးစီးတယ်လို့ဆိုတာလူကိုစီးပြီးတော့သူတို့ကသွားကြတာသုံးချတာနရဝဟနာလူဆိုတဲ့ရင်ပေါ်မှာစီးအဲ့တော့နတ်ကလည်းလူကိုစီးတယ်လူကလည်းပဲတိရစ္ဆာန်ကိုစီးတယ်မြင်းစီးသွားတယ်ဆင်စီးသွားတယ်ဒါလူကလည်းစီးတာပဲလေမြင်းလည်းဖက်ဖက်မောနေအောင်ပြေးရတာပဲဆင်နေလည်းလူခိုင်းတဲ့နေရာသွားတာအဲ့ဒါလိုပဲလူကိုလည်းပဲအဲ့ဒီစတုမာရိနတ်တွေကစီးတယ်တဲ့အဲ့ဒါလိုမဖြစ်ရအောင်လူကိုဒုက္ခမပေးအောင်ဆိုပြီးတော့အတ္တနာရိယပရိစ္ဆိုတာဝိသုဏမင်းကြီးလျှောက်ထားတာလေလူကိုဒုက္ခပေးမယ်ဘုရားတရားတန်ခါယရဏသုံးပါးကိုစိတ်ကကိုးဝဲတဲ့ပုဂ္ဂိုလ်တွေလူတွေကိုဒုက္ခပေးမှဆိုလို့အတ္တနာရိယတုတ်ကိုရွတ်ပါလို့ဆိုပြောတာအဲ့တော့လူဘုံနဲ့ဆက်ဆက်တယ်ဒါတွေကတော့မကင်းရမကင်းကြောင်းလူတွေကလည်းတိရစ္ဆာန်တွေကိုစီးတာပဲအဲ့တော့နတ်တွေကလည်းလူကိုစီးနိုင်တာပဲနော်နတ်ကတော့ဆိုတာတော့ဘယ်လိုမှတော့မသိဘူးတချို့ကနတ်ကတော့ဆိုတာနတ်နဲ့တောင်လက်ထပ်ထားတာရှိတယ်နတ်ကောက်တယ်ဆိုပြီးတော့မျိုးစုံပဲအဲ့ဒါတို့ဟာတွေကရှိတာနော်အဲ့တော့ဒီသုတ်တံမှာတရားမင်းကထွက်ပြေးရတဲ့အခါမှာအဲ့ဒီလက်ပံတော်ကိုဖြတ်ပြီးတော့မောင်းရတာတရားမင်းကြီးရဲ့ဒီဝိဇ္ဇန္တယထာနတ်ယထာမြင်းတွေအများကြီးနဲ့ကထားတဲ့နတ်ယထာမြင်းတွေရဲ့ဟိတံလဲကြားရတယ်တဲ့နော်ယထာအရှိန်ကလည်းအမတမပြင်းတယ်ယထာမှာတတ်ထားတဲ့အစင်တစားတကွန်ဒီမှာချိတ်ထားတဲ့အလံမှာချိတ်ဆွဲထားတဲ့ခေါင်းလုံးတန်တွေဒီဆွဲလဲတန်တွေကလည်းရှိတယ်အဲ့တော့တရားမင်းရဲ့ယထာမောင်းလာပြီဆိုရင်မိုးချိန်တယ်လို့ပဲမိုးချိန်တယ်လို့ယထာတန်ဒီလင်းမြတ်နဲ့အတန်ကြီးကကြားရတယ်မြင်းဟိတန်တွေကြားရတယ်နော်မြင်းဟိတန်တွေကြားရတယ်အဲ့ဒါလို့ရှေ့မှာ तू ကဘာရှိကွင်းမသွားဘူးတောင်းရှိလေတစ်ဖြတ်မောင်းတော့ဝင်သွားတယ်သူရထားကွင်းစရာမလိုဘာတွေ့ဒါတော့ဟိုတရေဇကရက်ရင်လည်းဒီလိုဝင်တာပဲမဟုတ်လားဝင်သွားတာပဲအဲ့တော့တရားမင်းကြီးရဲ့ဝိဇ္ဇန္တယထာလည်းပဲဘာတွေ့ဒီတိုင်းမောင်းသွားတာရတွေ့တဲ့နေရာအကုန်မောင်းသွားတာအခုလဲလက်ပံတော်ကြီးကိုတွေ့တယ်အဲ့လက်ပံတော်ကိုဖြတ်မောင်းနောက်ကအတုရာတွေကလိုက်လာတယ်လွတ်အောင်ပြေးရတယ်ဖြတ်မောင်းတဲ့အခါကျတော့တရားမင်းကြီးရဲ့ယထာတန်နေအာသနိမြင်းဟိတန်နေမြင်းမှာချိတ်ဆွဲထားတဲ့
အတ္တမလန်နေယထာမှာချိတ်ဆွဲထားတဲ့အတ္တမလန်နေအဲ့ဒါတွေကအကုန်ဆူညံ့ပြီးတော့လာတော့လက်ပတ်တော့မှာဒီခလုံငှက်တွေဤဟိုတဲ့ပေါ့လင်းယုံငှက်တွေကမပြတ်နိုင်တဲ့အိုမင်းပြီးတော့မပြတ်နိုင်တဲ့အကောင်ကြီးတွေရှိတယ်။နောက်တောင်မှမစုံသေးလို့မပြတ်နိုင်တဲ့အကောင်လေးတွေရှိတယ်။အဲ့ဒီတရားမင်းကြီးရဲ့ယထာပေါင်းလာပြီဆိုရင်တော့ဟိုတမ္မာတဲ့ဒီရနေခလုံတွေကတော့ပြန်သွားကြလင်းယုံငှက်တွေကတော့ပြန်သွားကြခုနမပြန်နိုင်တဲ့လင်းယုံငှက်တွေကអော်ကြတာဘာလို့អော်ရတော့ဆိုကြောက်လို့ပေါ့ဒီယထာသန်ကြီးကြားတဲ့အခါကျတော့အကယ်၍သာအဲ့ထဲကိုဖြတ်မောင်းမယ်ဆိုလို့ရှိရင်အဲ့ဒီငှက်တွေကဒီသစ်ပင်တွေလည်းအကုန်ကြည်မွသွားမယ်ငှက်တွေလည်းအကုန်သေးမှာပဲအဲ့ထဲဖြတ်မောင်းလို့ရှိရင်အဲ့လောက်ထိအောင်ယထာအရှိန်ပြင်းတယ်လို့ဆိုတာခြိစားယထာလို့ဟာမျိုးပဲဖြစ်နေဘူးမြင်းကတဲ့ယထာအဲ့ဒါသူကဘယ်နေရာဖြစ်ဖြစ်ရှောင်းစရာမလိုဘူးမောင်းသွားတာအဲ့ဒီကြတော့တရားမင်းကြီးကအဲ့လိုသွားလိုက်တဲ့အခါဘာသာနေလဲပြောတော့ယထာသံကြားလို့အတန်ကြားတယ်ဟိုကောင်လေးအောကုန်ရတတော်လုံးအောဟစ်နေတာတရားမင်းကြီးကကြားတော့ဟေးဘာဖြစ်တာတော့ဘာသာနေတော့ဆိုရင်ခလုံးလေးကဒီယထာကိုသူတို့မရှောင်တိန်နိုင်လို့တရားမှကြောက်လို့អော်ကြတာပါဆိုတော့တရားမင်းကြီးစိတ်ကောင်းရှိပုံပြောတာနော်ဟိုနောက်ကရန်သူကလိုက်နေသူလွတ်အောင်ပြေးရမှာလွတ်အောင်ပြေးရင်တော့ဘာတွေ့တိုက်သွားမှာပဲရှိမှာအဲ့လိုမဟုတ်ဘူးကလုံတွေကអော်ကြတယ်ဟစ်ကြတယ်ဆိုတော့မာတတိကိုသူကပြောတယ်တရားမင်းကြီးကုလဝကမာတတိသိပ္ပလိတ်သမေလက်ပံတော်မှာတဲ့ကလုံရဲ့အတိုက်တွေရှိတယ်အဲ့ဒီအတိုက်ထဲကကလုံငှက်တွေကអော်ကြတယ်သိမှကြောက်လို့ဣဒမုခေနပရိဝိစယံတုမင်းယထာဥတီထားတာကိုမင်းရှောင်းလိုက်အဲ့ဒီမသွားနဲ့ဒီအကောင်လေးတွေရှိတဲ့ကလုံငှက်တိုက်တွေရှိတဲ့ဘက်ကိုမသွားနဲ့ရှောင်းလိုက်တရားမင်းကြီးမာတတိကိုမိတ်ပေးလိုက်တာကုလဝကမာတတိသိပ္ပလိတ်သမေမာတတိလက်ပံတော်မှာကလုံတိုက်တွေရှိတယ်ဣဒမုခေနပရိဝိဇ္ဇတိယထာဥနဲ့သူတို့ရှောင်းလိုက်ပါဥတည်ပြီးတော့မမောင်းနဲ့အဲ့ဒီကိုကာမံစစာမအတုရေတုပါဏအတုဓာတွေကြောင့်တို့ဟာအသက်စွန့်ရင်စွန့်မရစေဒါပေမဲ့လို့သေတာတော့မရှိဘူးနော်ဒါပေမဲ့ပြောထားတဲ့စကားကတော့အတုဓာတွေတတ်လို့တို့သေခြင်းသေပါရစေဆိုရပေါ့သေခြင်းသေပါစေကာမံစစာမအတုရေတုပါဏအတုဓာတွေရဲ့လက်ချက်နဲ့တို့သေခြင်းသေပါစေမာယိမေထိစာငှက်လို့ပဲပြောတာနော်ထိစာဆိုတာငှက်ဘာကြောင့်ထိစာလို့ခေါ်တော့ဆိုထိဆိုတာထွီးရလာနှစ်ကြိမ်စာဆိုတာပေါက်တာငှက်ကနှစ်ကြိမ်ပေါက်တာဥဖြစ်ကတစ်ကြိမ်ပေါက်တယ်ဥကနေကွဲပြီးတော့တစ်ကြိမ်ပေါက်တယ်ဒါကြောင့်မို့ထွီးစာဆိုတဲ့စကားလုံးကငှက်ကိုပြောတာတခါလူတွေရဲ့သွားကိုလည်းပဲထွီးစာလို့ခေါ်တယ်သွားကလည်းပဲနှစ်ခါပေါက်တယ်တဲ့ငယ်သွားကြီးသွားနှစ်ခါပေါက်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်အထက်သွားအောက်သွားနှစ်နေရာမှာပေါက်တယ်ဒါကြောင့်မို့သွားကိုလည်းတွိစာလို့ခေါ်တယ်နောက်ပုံနာကိုလည်းတွိစာလို့ခေါ်တယ်ပုံနာတွေကရိုးမွေးလာတာတစ်ခုနောက်ဆက်သွင်းတဲ့အခါတစ်ခုဆိုပြီးတော့သူတို့ကလည်းနှစ်ခါမွေးရတယ်ဆိုပြီးတော့ငှက်သွားပုံနာတွိစာဆိုတဲ့စကားလုံးကအဲ့ဒါကိုရည်ညွှန်းတာနော်အခုလဲမာယိမေထိစာကုလဝကဝိကုလဝကအဟိတုံနဲ့ဒီငှက်ကလေးတွေရဲ့အသက်မပြည့်စည်ပါစေနဲ့ရှောင်းလိုက်ပါသူတို့အသက်ရှိတယ်ပဲကိုမမောင်းနဲ့တို့သေခြင်းသေပါစေသူတို့ဒုက္ခမပေးနဲ့ပြန်လှဲလိုက်ဆိုပြီးတော့မာတတိကိုမိတ်ပေးလိုက်တဲ့အခါမာတတိကတရားမင်းကြီးရဲ့စကားအတိုင်းသိန်းတော်မြင်းအာဇာနိမြင်းတစ်ထောင်ကတဲ့မြင်းတစ်ထောင်ကထားတဲ့မြင်းတစ်ထောင်ကထားတဲ့မြင်းထားကိုပြန်ကွေးလိုက်တယ်နောက်ပြန်လှဲတယ်ဘ
စွတ်ရှေ့မသွားတော့ဘဲနဲ့နောက်ပြန်လှည့်အဲ့ဒီကြတော့နောက်ကလိုက်လာတဲ့အတုရာတွေကဟိုမှာတက္ကရဲ့ဒေဝကောင်းဆောင်တက္ကရဲ့မြင်ထားကြီးပြန်လှည့်လာပြီနော်တို့ဒုတိယအကြိမ်တိုက်မလို့ထင်တယ်ဆိုပြီးတော့အတုရာတွေကယထာကြီးပြန်လှည့်လာတာမြင်တဲ့အခါကျတော့သူတို့ကြောက်လန့်ပြီးတော့နောက်ကစစ်ကူရောက်လာပြီထင်တယ်ဆိုပြီးတော့တရားမင်းကြီးပြန်လှည့်လာတာသူတို့တိုက်မလို့လှည့်တယ်ထင်ပြီးတော့အတုရာနတ်ပြည်တွေဝင်ပြေးကြတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားကဗာမှတ်ချက်ချတော့ဆိုဣတိခောဘိက္ခွေတက္ကတဒေဝနာမိဏတဓမ္မေနဇယောဟောတိဒါသူကိုချင်းတရားကြောင့်အကျဉ်းတရားကရုဏာတရားမေတ္တာတရားကြောင့်သူဟာဒီစစ်ပွဲကိုအောင်နိုင်လိုက်တယ်သူရဲ့အကျဉ်းတရားကဘယ်လောက်ကြီးမားလဲလင်းယုံနေတော့မို့ခလုံးငှက်တွေသိမှဆိုလို့ငါတို့သိချင်းသိပါစေသူတို့မသိပါစေနဲ့သူတို့အတိုက်တွေမပြတ်ပါစေနဲ့ပြန်လှည့်ပြန်꿰ဆိုပြီးတော့ပြန်꿰လိုက်တာအဲ့တော့တရားကိုတန်ဖိုးထားလို့တရားမင်းကြီးဟာဒီစစ်ပွဲနိုင်တာလို့မြတ်စွာဘုရားမှတ်ချက်ချတယ်ဓမ္မနဲ့အောင်တာဓမ္မဝိစေယပေါ့နော်အကယ်၍ तू ကရှုံးရမှာရှုံးလို့မှထွက်ပြေးရတယ်လေရှုံးလို့ထွက်ပြေးတာကိုအကျဉ်းတရားနဲ့ငါတို့အသက်သိချင်းသိပါစေကလုံးငှက်ကလေးတွေမသိပါစေနဲ့ဆိုပြန်꿰လိုက်တာအဲ့ဒါနဲ့ तू ကနိုင်သွားတာဟိုလူတွေကကြောက်လန့်ပြီးပြန်ပြေးကုန်ကြအဲ့ဒါကိုမြတ်စွာဘုရားကဣတိခောဘိက္ခွေတက္ကတဒေဝနာမိဏတဓမ္မေနဇယောဟောတိတရားမင်းကြီးရဲ့အောင်ပွဲဟာအကျဉ်းတရားကြောင့်ဖြစ်တာမေတ္တာထားလို့ဖြစ်တာလို့သူတို့မှတ်ချက်ချတယ်အဲ့ဒါလည်းစံနမူနာဖြစ်ပေါ့တရားမင်းကြီးကအကျဉ်းတရားရှိတယ်ပေါ့ကိုယ့်အသက်နဲ့သူများကိုဒုက္ခမပေးဘူးဆိုကိုယ့်အတွက်နဲ့သူများဒုက္ခရောက်မှမလုပ်ဘူးဆိုတဲ့သူတော်ကောင်းစိတ်ဓာတ်ကိုဒီနေရာမှာဖော်ထုတ်တာပဲဖြစ်တယ်ဆိုတော့အဲ့ဒီစိတ်ဓာတ်အလုံးမမြတ်တဲ့စိတ်ဓာတ်ပေါ့ဒါဒီလိုဆိုလို့လေပေါ့ဒါဒီသုတ်တန်ကအဲ့ဒါကိုမှတ်ချက်ချနောက်တစ်ခါနဒုဗ္ဗိယသုတ်ဆိုတာနောက်တစ်သုတ်ကအဲ့ဒါလေအတုရာတွေနဲ့ပတ်သက်တာပဲအဲ့ဒီမှာဘုဒ္ဓပုဗ္ဗံဘိက္ခွေတက္ကတဒေဝနာမိဏတရဟောကတတပဋိသန္ဓေနတဧဝံစေတသောပရိဝိတကောဥဒ္ဓပါတိရှေးတော့ငါတဲ့တရားမင်းကြီးကတယောက်တည်းနေတဲ့အချိန်မှာသူဒီအတွေးလေးပေါ်လာတယ်ဒီလိုတွေးတယ်တရားမင်းတွေးတာသူတယောက်တည်းနေရင်သူဘာတွေးမိတော့ဆိုယောပိမေအတ္တသူပစ္စတိကောယောပိမေအတ္တသူပစ္စတိကောတတ္တပါဟနထုတ်ပေးရငါရဲ့ယန္တုဖြစ်အောင်တော့သူ့ကိုငါဒုက္ခမပေးဘူးသူတွေးတာကြည့်နော်ငါနဲ့မတည့်တဲ့ကောင်ငါယန္တုပဲဖြစ်အောင်တော့ငါသူ့ကိုဒုက္ခမပေးဘူးသူ့ကိုမပြစ်မှားဘူးသူ့အသက်ကိုမထိပါဘူးငါရဲ့ယန္တုဖြစ်ခြင်းဖြစ်ပါစေသူ့ကိုငါဒုက္ခမပေးဘူးလို့စိတ်ကအဲ့လိုစိတ်ကူးလိုက်တာအဲ့ဒီစိတ်ကူးလိုက်တဲ့အချိန်မှာဝိပဿစိတ်တိဆိုတဲ့အတုရခေါင်းဆောင်ကဝိပဿစိတ်တိဆိုတာတခြားမဟုတ်ဘူးနောက်ကြတော့သူ့ကိုတမ္ပရလို့လည်းခေါ်တယ်သူကအတုရခေါင်းဆောင်အဲ့ဒီအတုရခေါင်းဆောင်ရဲ့သမီးကသူစာလို့ခေါ်တယ်အဲ့ဒီသူစာနဲ့တရားမင်းနဲ့ကအိမ်အောင်ဖက်ထားတာနော်အဲ့တော့သူရောက်ခမပဲမှာတော့သူတို့ကဝိပဿစိတ်တိလို့ခေါ်တာသူကနောက်ပိုင်းမှာသူစိတ်နည်းနည်းဖောက်ပြန်သွားလို့ဝိပဿစိတ်တိလို့ခေါ်တယ်အတုရတွေကဟိုတရားမင်းရဲ့အုပ်စုလို့မဟုတ်ဘူးသိပြီးတော့အရက်တောက်ပြီးတော့ကိုကျင့်တရားသိမကောင်းကြဘူးလို့ဆိုလို့ရက်ဆက်တယ်ပြောမယ်ဆိုရင်တော့နတ်ဆိုးနတ်မိုက်တွေပေါ့လို့ပြောကြတယ်ပေါ့နတ်မိတ်ဆာလို့ခေါ်ခြင်းခေါ်သူတော်ကောင်းစိတ်သိမရှိကြဘူးတရားမင်းတွေကတော့သူတော်ကောင်းစိတ်အပြည့်ရှိတဲ့နတ်တို့ဒါမို့နတ်ထဲမှာလည်းပဲနတ်မိတ်ဆာနတ်ဆိုးနော်နတ်ဆိုးနတ်ကောင်းအဲ့ဒါလေးတွေကို
ပြောလို့တဲ့သဘောပဲရှိတယ်အဲ့ဒါကြောင့်မင်းကြီးကငါရဲ့ရန်သူပဲဖြစ်ပါစေငါသူ့ကိုတော့ဒုက္ခမပေးဘူးလို့စိတ်ထဲကတွေးလိုက်တဲ့အချိန်မှာဝိပဿတိဆိုတဲ့သူရကောင်းဆောင်ကတရားမင်းကြီးရဲ့စိတ်ကိုသိပြီးတော့နော်တရားမင်းကြီးရှိတဲ့နေရာကိုရောက်လာချက်ချင်းရောက်လာတာသူတို့ကရောက်ချင်းရောက်လာလို့ရတာပေါ့တရားမင်းကြီးနာရောက်လာတဲ့အခါကျတော့ရုတ်တရက်သူကဘွားကနေပေါ်လာတဲ့အခါမှာသူလာလိုက်တာကိုတရားမင်းကြီးကသိလိုက်တာနဲ့ပဲချက်ချင်းဝိပဿတိဆိုတဲ့သူရကောင်းဆောင်ကိုတိဋ္ဌဝိပဿတိခိတောတိဟေးရက်လိုက်ငါဖမ်းလိုက်ပြီမင်းကိုဆိုသူကစိတ်နဲ့ပဲဖမ်းတာနတ်ကသူဖမ်းလိုက်ပြီလို့ပြောလိုက်တာနဲ့ဖမ်းမိသားဖြစ်သွားတယ်ရက်လိုက်မင်းကိုငါဖမ်းလိုက်ပြီဆိုတော့ဖမ်းလိုက်ပြီဆိုတဲ့ကနတ်တည်းရဲ့နှောင်ကြိုးနဲ့လက်နှစ်ဖက်ခြေနှစ်ဖက်လည်းပင်ငါနေရာမှာကြိုးချပြီးသားဖြစ်သွားရှုံးထွက်လို့မရတော့နတ်ချီကြိုးပေါ့နတ်ရဲ့စွမ်းတကူနဲ့တုတ်တဲ့ချီကြိုးဘာနဲ့တူတော့ဆိုလို့ရှိရင်ပင်ကူမြင်နေတယ်ပေါ့ချင်းကောင်းတွေကပင်ကူမြင်သွားကပ်မိလို့ရှိရင်တော့လှုပ်လို့မရတော့ဘူးပေါ့ဖမ်းခံရသလိုတရားမင်းကြီးကအဲ့လိုသူ့ဟိုကလာစမ်းတဲ့သဘောပေါ့နော်မြင်းချင်းလှမ်းပြီးတော့သူကတိဋ္ဌဝိပဿတိခိတော်သည်ဝိပဿတိရလိုက်ဖမ်းလိုက်ပြီမင်းကိုဖမ်းလိုက်ပြီလို့ပြောတာနဲ့ကြိုးချပြီးသားဖြစ်သွားတယ်အဲ့ဒီမှာဝိပဿတိကသူပြန်ပြောတယ်ယတိဝတ္တိမာရိတပုပ္ပိစိတ်တံတတိဝတ္တောမာပစဟတိမင်းအရင်တော့စိတ်ကူးထားတဲ့အတိုင်းငါလူမင်းအရင်တော့စိတ်ကူးထားတဲ့အတိုင်းအဲ့ဒီတိုင်းမစွန့်လို့ပါနဲ့ငါဘယ်သူမှမပြစ်မှာဘူးလို့တရားမင်းကသူစိတ်ထဲမှာသူဖြစ်တာဟုတ်ရန်သူဖြစ်ပါစေမပြစ်မှာပါဘူးဆိုအေးမင်းစိတ်ငကိုကပင်ကိုစိတ်ဖြစ်တဲ့အတိုင်းအဲ့ဒီအတွေးကိုမစွန့်လို့ပါနဲ့လို့ပြောတော့တရားမင်းကပြောတော့ဆိုတပ္ပတုစာမေဝိပဿတိအတုပါယငါတို့နှစ်ယောက်သစ္စာဆိုရမယ်တပ္ပတုဆိုတာယုံကြည်စေလို့သစ္စာဆိုခြင်းဘယ်တော့မှဒုက္ခမပေးပါဘူးဆိုတော့သစ္စာဆိုရမယ်ခရိသစ္စာဆိုရမယ်ပေါ့တပ္ပတုမေဝိပဿတိအတုပါယထိုနှစ်ယောက်တယောက်ကိုဒုက္ခမပေးဘူးဆိုတာကိုသစ္စာဆိုရမယ်ဆိုတော့ဝိပဿတိသူရာသစ္စာဆိုရတယ်အဲ့မှာနော်သူသစ္စာဆိုကဘာတော့ဆိုရှံမုတာပနတောပါဏဘာပံမူတာပြောတဲ့ပုဂ္ဂိုလ်ရဲ့မကောင်းမှုသည်နော်အကယ်၍တင်းကိုပြစ်မှားလို့ရှိရင်မူတာဆိုတဲ့ပုဂ္ဂိုလ်ရဲ့မကောင်းမှုလို့မကောင်းမှုမျိုးသည်ကိုယ်စီတက်ရောက်ပါစေတည်းဒါသစ္စာဆိုမူတာပြောတဲ့ပုဂ္ဂိုလ်ရဲ့မကောင်းမှုသည်ကိုယ်စီတက်ရောက်လာပါစေတည်းလောကမှာမကောင်းမှုအကြီးဆုံးမကောင်းမှုမဟာပါပလို့ခေါ်ရတယ်တကယ်ကိုယုံမှမှုကြီးက၄မျိုးရှိတဲ့စတ္တာရိမဟာပါပါနိလောကကြီးမှာအဆိုးဆုံးမကောင်းမှုကြီး၄ခုရှိတယ်အဲ့၄ခုကဘာတော့ဆိုစေတိယမင်းလေနဲ့မုဒဝါဒစေတိယမင်းပြောတဲ့မုဒဝါဒသည်မြေမျိုးသည်ထိအောင်ဒုက္ခပေးလို့တာအကြီးကျယ်မကောင်းမှုကြီးတစ်ခုဖြစ်တယ်။တာမန်လိန်နဲ့အလိန်မျိုးမဟုတ်ဘူးစေတိယမင်းရဲ့အလိန်ကသူကမြေမျိုးသည်ထိအောင်လိန်တာဖြစ်လို့သူ့ရဲ့မုဒဝါဒသည်မဟာပါပချီးမားတဲ့မကောင်းမှုအကုသိုလ်ကြီးဖြစ်တယ်တဲ့။သူများအကျိုးပျက်စီးအောင်လိန်တာကိုအကြီးနဲ့အငယ်ယာရုကိစ္စရှိတယ်ယာရုကိစ္စရှိတယ်ယာရုဆက်ကနဲ့ဆိုတာကြီးတဲ့လူနဲ့ငယ်တဲ့လူကိုကြီးတဲ့လူကိုပေးရသူကအဲ့ဒါအကြီးကိုအငယ်လှုပ်တယ်အငယ်ကိုအကြီးလှုပ်တယ်ယာရုအတွက်ဒုက္ခရောက်သွားတယ်တကယ်ကြီးတဲ့လူကအငယ်ဖြစ်သွားပြီအငယ်တဲ့လူကအကြီးဖြစ်တယ်စေတိယမင်းလိန်တာအဲ့လိုလိန်လိုက်တဲ့အခါလိန်ခံရတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားတွေအကုန်ပျက်စီးသွားတယ်ဒါကြောင့်မို့အဲ့ဒီခေတ်ကလည်းအမတမ
မူဒဝါဒဆိုတာဓမ္မရှားပါပြီးလူတိုင်းကမူသားပြောလို့မရှိကြသူလိန်သည့်အတွက်ကြောင့်မြေမျိုးသည်ထိအောင်မာတော့မူဒဝါဒရဲ့ပြစ်မှုကအရေးယူလိုက်တာမြေမျိုးတဲ့ပြစ်ဒဏ်ထိရသွားတယ်သူတို့ဆိုလိုတယ်ပေါ့နော်ဒါဖြင့်အခုခေတ်လိန်နေတာဘာလို့မမျိုးတော့ဆိုဘယ်မျိုးမှာတော့ရိုးနေပြီလေမျိုးရမယ်ဆိုရင်အကုန်မျိုးရမှာဆိုတော့မမျိုးတော့ဘူးပေါ့မြေကြီးကလည်းယွန်းလို့လည်းဖြစ်မှာပေါ့နော်သိစင်ကြယ်နေတဲ့ခေတ်မှာတော့သူကမျိုးတယ်ဆိုလိုတာအကုသိုလ်ကချက်ချင်းကြုတ်ပေးတာကိုဆိုလိုတာပါမြေမျိုးတယ်ဆိုတာလေအဲဒီတော့အကယ်၍ပြစ်မှားတယ်ဆိုရင်တဲ့တရားမင်းအသစ္စာဆိုခိုင်းတော့အကယ်၍အကျွန်ုပ်သည်သင်ကိုပြစ်မှားတယ်ဆိုရင်လိန်လေတဲ့စိတ္တိယမင်းရဲ့မကောင်းမှုသည်ကျွန်ုပ်ထံရောက်ပါစေကျိန်သာဆိုခိုင်းတာသစ္စာဆိုခိုင်းတာကျိန်ခိုင်းတာပေါ့အမှန်တော့သစ္စာဆိုရယ်ကျိန်ခိုင်းတာကြမ်းကျိန်တယ်ဆိုတာအဲ့ဒါနော်အခုကဘာတွေကျိန်ကြတယ်တော့မသိဘူးရှေးခေတ်ကကြမ်းကျိန်တယ်ဆိုတာဘယင်းတွေကဖိတ်သိက်သွန်းတဲ့ခါမှာဘယင်းတွေကဆိုရတဲ့ကြမ်းကျိန်ရခေါင်းပေါ်မှာဖိတ်သိက်ရည်သွန်းလောက်တာအကယ်၍တိုင်းပြည်ကိုမတရားသဖြင့်အုပ်ဆိုးလို့ရှိရင်ဥခေါင်း90ကွဲပြားစေတဲ့အဲ့လိုကြိန်ရမှာခုတော့အဲ့လိုမဟုတ်ဘူးနဲ့တူတယ်ကြားတာနော်ခေါင်း90ကွဲရစေဆိုတာအကျဉ်းစားဆိုတာလေကြမ်းကျိန်နဲ့ဆိုတာအဲ့ဒါပြောတာဒီတရားမျှတမှုတွေဖြည့်ဆည်းမယ်ဆိုရင်ဘာဖြစ်ပါစေဆိုတော့ဓာတုကလိန်နာအမှန်မပြောဘူးလိန်နာဆိုလို့ရှိရင်အပင်ငရဲကြာပါစေအဲ့ဒီပေတဝတ္ထုထဲမှာပါတယ်တချို့အဲ့လိုချိန်နာတွေကတကယ်ဖြစ်သွားတာတွေရှိတယ်နော်ကိုချိန်တာမြတ်စွာဘုရားကရှဟန်တွေတို့ဘေကုဏိမတွေတို့မချိန်ရဘူးငရဲနဲ့ရတော့ကျင့်တယ်မချိန်ရဘူးဆိုပြီးတော့ဥပဒေထုတ်တာရှိတယ်လူတွေကချိန်တတ်တယ်လေမယုံလို့ရှိရင်အဲ့ဒါယုံအောင်လို့ဆိုချိန်တာဒါလိမ်ပြောတယ်ဆိုရင်ဘာဖြစ်ရပါလို့ဤဆိုတာလေအဲ့ဒါချိန်တာအဲ့ဒါလို့မချိန်ရဘူးတဲ့ငရဲနဲ့မချိန်အောင်မှုလို့ပြောတယ်အဲ့ဒါခုဒီဝိပဿိတိသူတာကဒါချိန်စားဆိုတာသူအကယ်၍တရားမင်းအပေါ်မှာတက္ကအပေါ်မှာသူပြစ်မှာမိတယ်ဆိုရင်ကဘာမှာအကြီးမားဆုံးမူသားဆိုတဲ့စေတိယရဲ့မကောင်းမှုကံသည်သူစီရောက်ပါစေတည်းဒါတစ်ခုဆိုလိုက်တယ်နောက်တစ်ခုကယံပပံအရိယဘဝတိနောအရိယပုဂ္ဂိုလ်တို့ကိုအန္တိမဝတ္ထုနဲ့ဆွဆွဲတယ်အရိယပုဂ္ဂိုလ်တွေကိုအန္တိမဝတ္ထုနဲ့ဆွဆွဲတယ်ဆိုတာရစရာမရှိအောင်ဆွဆွဲလိုက်တာအဆုံးတိုင်ဆွဆွဲတာအန္တိမဝတ္ထုဆိုတာဘာတော့ဆိုလို့ရှိရင်နော်ဘဝတစ်ခုဆုံးရှုံးသွားတဲ့ပြစ်မှုနဲ့ယဟန်နေဆိုရင်ပါရာဇိကဝတ္ထုနဲ့ဆွဆွဲတယ်ပေါ့ယဟန်တွေကိုဆွဆွဲတယ်ပါရာဇိကပြစ်မှုနဲ့ဆွဆွဲတယ်အဲ့ဒါမျိုးဆိုလို့အရိယဘဝဒအရိယပုဂ္ဂိုလ်တွေကိုအဲ့လိုအန္တိမဝတ္ထုနဲ့ဆွဆွဲတဲ့ပုဂ္ဂိုလ်ရဲ့အကုသိုလ်သည်သူစီရောက်ပါစေတည်းချိန်သားဆိုတာအဲ့ဒါဘယ်သူတော့ဆိုတော့ထေဝဒတို့နဲ့ပတ်သက်တယ်ပေါ့ထေဝဒရဲ့တပည့်တော့မဟုတ်ဘူးသူကယဟန်တပါကောကလိကဆိုယဟန်တပါရှိတယ်အဲ့ဒီကောကလိကယဟန်ဟာရှင်သာရိပုတ္တရာရှမောက္ကလန်တို့ကိုဆွဆွဲတာသာရိပုတ္တမောက္ကလန်တို့ဟာပါပိစ္ဆာစိတ်ယုတ်မှရှိတဲ့ပုဂ္ဂိုလ်တွေလို့သူဆွဆွဲတယ်စိတ်ယုတ်မှရှိတဲ့ပုဂ္ဂိုလ်တွေလူကောင်းတွေမဟုတ်ဘူးအဲ့ဒါကိုမြတ်စွာဘုရားမင်းမပြောနဲ့မပြောနဲ့အဲသာရိပုတ္တရာတို့မောက္ကလန်တွေပေါ်မှာစိတ်ကိုမင်းချီးညူအောင်လုပ်လိုက်မင်းမပြစ်မှားနဲ့လို့ပြောတာမရဘူးအဲ့ဒါကြောင့်သူဟာကျောင်းကအထက်မှာပဲလဲကြပြီးဒီကိုယ်လုံးအဖုအပိတ်နေထားပြီးသိသွားတာရဲကြသွားတယ်အဲ့ကောကလိကယ
အဲ့ဒီအရိယဘဝါဒအရိယပုဂ္ဂိုလ်တွေကိုပြစ်မှားတဲ့ဆွဆွဲပြစ်မှားတဲ့ကောကလိကယဟန်လို့ပုဂ္ဂိုလ်မျိုးရဲ့အကုသိုလ်သည်သူစီရောက်ပါစေတည်းဒါတစ်ချက်ဒါကဘာမှအကြီးဆုံးကျွလွန်မှုကြီးတွေပဲပေါ့မိတ္တဒုနောစယံပပံမိတ်ဆွေကိုပြစ်မှားသောပုဂ္ဂိုလ်ရဲ့အကုသိုလ်သည်သူထံစီရောက်ပါစေတည်းမိတ်ဆွေကိုပြစ်မှားတဲ့ထဲမှာကြီးမားဆုံးသောပြစ်ဒဏ်ခံရတာဘယ်သူတော့ဆိုလို့ရှိရင်အတူတူလေးပြောမစရင်တော့မဟာကပိဆက်မှာလာတဲ့တော်တဲ့မှာလမ်းပြောက်သွားတဲ့ပုံနာလမ်းပြောက်ရုံနဲ့မကောင်းဘူး6ကဘာတဲ့ကြာသွားတာသူကတော်တဲ့မှာလမ်းပြောက်ပြီး6ကဘာတဲ့ကြာတယ်အဲ့ဒီမှာဖះလောက်မြောက်ကြီးနဲ့တွေ့တော့မြောက်ကြီးကသူ့ကိုထမ်းပြီးတော့အဲ့ဒီကဘာအပေါ်ရောက်အောင်တင်တယ်နော်သူ့ကိုထမ်းပြီးတော့ကိုမော့ထီအောင်တင်ပေးတာတင်ပေးတော့သူကအလုံးကိုမောပန်းသွားတာပေါ့လူနဲ့မြောက်ဆိုတော့လူကလည်းလေးတယ်လေအဲ့ပုံနာကြီးကိုတနာပြီးတော့အဲ့ဒီမှာသူကပုံနာကြီးချောပို့ပြီးတော့6ကဘာကြီးတဲ့နေပေါ်ခုံတဲ့ရတာသူအပေါ်ကျတော့ဖတ်မောမိုးတော့ခဏလေးသူအိပ်ပြရစေဆိုပြီးတော့အဲ့မြောက်ကြီးကိုအပြန်ကျတော့ဘာမှအိမ်ပြန်လက်ဆောင်မပါဘူးဒီမြောက်ကြီးပဲတပ်ပြီးယူသွားမယ်ဆိုပြီးတော့အနာနာရှိတဲ့ကြောက်ခဲနဲ့ထုတာသူကလည်းတန်တမမမဟုတ်တော့လေတမင်မစားတော့အာသိမရှိဘူးအဲ့ဒါနဲ့ခေါင်းတော့ကွဲသွားတယ်ဒါပေမဲ့သေလောင်းအောင်မဖြစ်ဘူးယောက်ျားကလန့်ဖြန့်ပြီးတော့တစ်ပစ်မော်တဲ့ဖဲရန်သူတော်တို့ကြည့်တော့သူကမဟုတ်သူလှုပ်တာဖြစ်တယ်ကိုကဲထားတဲ့သူကကိုဆော်တာအဲ့ဒီမှာဖះလောက်မြောက်ကြီးကဘလောက်စိတ်ကောင်းတော့ဆိုရင်ပုံနာကြီးတဲ့ငါမင်းကိုတို့ကဲထားတဲ့နဲ့မင်းငါပေါ်မှာလှုပ်ရက်လေချင်းပေါ့အေးမင်းခီးမပြန်တဲ့အောင်မမဟုတ်သေးဘူးတဲ့ငါလူတွေရောက်တဲ့လမ်းကိုငါလိုက်ပို့ပေးမယ်ဒါပေမဲ့မင်းတော့ငါမင်းနာကလို့တော့မဖြစ်ဘူးငါသွေးဆက်ကြတဲ့နောက်ကလိုက်ခဲ့ဆိုပြီးတော့တစ်ပင်မော်ကနေတပင်မော်တပင်ခုံကူးပြီးတော့သူသွေးဆက်ကြတဲ့လမ်းကြောင်းအတိုင်းလိုက်ခိုင်းတာနောက်ဆုံးတစ်ပင်ရောက်တဲ့အခါကျတော့လူတွေနေတဲ့ရွာတွေမြင်ရပြီအဲ့ဒီရောက်အောင်ပို့ပေးလိုက်တယ်အဲ့ဒီပုံနာကြီးကမြောက်ကြီးပေါ်မှာမိတ်ဆွေကောင်းကိုပြစ်မှားမိသည့်အတွက်ကြောင့်သူကလူနုဘဝရောက်သွားတယ်နော်တကယ်ကိုလူစင်စစ်ကပြိတ္တာလို့ဖြစ်သွားတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့မကောင်းမှုလို့ပြောတာမိတ္တတုနောစယံပပံမိတ်ဆွေကိုပြစ်မှားတဲ့ပုံနာရဲ့မကောင်းမှုမျိုးသူစီရောက်ပါစေဒါတစ်ခုယံပပံအကတိညုနောခြေစုတရားကိုမသိတတ်တဲ့ပုဂ္ဂိုလ်ရဲ့မကောင်းမှုဆိုတာအဲ့ဒါထေဝဒဟာဘုရားလောင်းကကြုံတွေ့ကြတဲ့အခါမှာဘုရားလောင်းကဘလောက်သူ့ဘောကောင်းခြေစုလုံးဝမသိတာခြေစုမသိလို့အဲ့ဒီထေဝဒရဲ့မကောင်းမှုအကုသိုလ်မျိုးဟာသူ့စီရောက်ပါစေခြေစုကန်းတဲ့အကုသိုလ်ပေါ့နော်ခြေစုကန်းတဲ့ထေဝဒရဲ့အကုသိုလ်မျိုးသူ့စီရောက်ပါစေအဲ့ဒါကိုမဟာပပကြီး၄ခုလို့ခေါ်တယ်အဆိုးဆုံးအကုသိုလ်ကြီးတွေ၄မျိုးတဲ့ဒါဇလန်းတစ်ဖွဲ့ရှိနေတာ950ဇာမှာပါတယ်နော်ပထမတစ်ခုကစေတီယမင်းရဲ့မူသားကောကလိကယဟန်ရဲ့အရိယသူတော်ကောင်းတို့ကိုဆွဆွဲမှုမဟာကပိဇာမှာလာတဲ့ပုံနာကြီးရဲ့မိတ်ဆွေပြစ်မှားမှုထေဝဒရဲ့ဖះလောင်းပေါ်မှာခြေစုကမ်းမှုအဲ့ဒီ၄မျိုးဟာတဲ့မဟာပပအဲ့ဒါနဲ့ချိန်သာဆိုထားနောက်မပြစ်မှားပါဘူးဆိုပြီးတော့ချိန်သာဆိုတာအဲ့ဒီနောက်တော့သူတို့ပြစ်မှားသေးလားမပြစ်မှာဘူးလားတော့ဆက်တော့မရှိဘူးအဲ့လိုချိန်သာဆိုလိုက်တယ်နော်တကယ်တော့သူတို့ကရောက်ခမနဲ့တမက်ပဲအဲ့တော့ဘဝဆိုတာပြောတာစုံမဲ့ရှိမှာပဲနော်နတ်တွေမှာလည်းပဲကောင်းတဲ့နတ်ရှိသလိုမကောင်းတဲ့နတ်ရှိတယ်လူတွေကလည်းကောင်းတဲ့လူရှိသလိုမကောင်းတဲ့လူရှိတာပဲလေလူချင်းတူပေမဲ့လို့
ဘာမှမဟုတ်ဘဲနဲ့သူများကိုဒုက္ခပေးနေတဲ့လူတွေအများကြီးပဲဒုက္ခမှာကိုယ်နဲ့လည်းဆိုင်သည်ဖြစ်စေမဆိုင်သည်ဖြစ်စေဒုက္ခပေးတဲ့လူရှိတာအဲ့တော့နတ်တွေထဲမှာလည်းပဲဒီလိုပဲစိတ်ကောင်းနှလုံးကောင်းမရှိတဲ့ဟာတွေကရှိတာတိရစ္ဆာန်တွေထဲမှာလည်းဒီတိုင်းမှာပဲစိတ်ရိုက်ဆိုးတဲ့အမိုက်မျိုးတွေကလောကမှာအများကြီးပဲနော်အဲ့ဒါကိုပြင်မပြင်လို့ရှင်ထိစရိုက်ကပါသွားနတ်ဖြစ်လည်းပဲဒီစရိုက်ဆိုးရှိနေမှာပဲအဲ့ဒါတရားမင်းနဲ့ဝိပဿစိတ်ရဲ့အတုရာတို့ဟာကျိန်စာဆိုထားကြတာတဲ့မပြင်းမှာဘူးထိဇလန်းရနောက်တစ်ခါရှင်းနံပါတ်3ကဝေရောစနအတုရိဏလေဒီကအတုရာကောင်းဆောင်တွေကလည်းဒီထဲမှာကြည့်ရတာဝိပဿစိတ်ဆိုတာရှိတယ်ဝေရောစနဆိုတာရှိတယ်သူတို့အတုရာကောင်းဆောင်တွေကလည်းပဲ4-5 ဦးလောက်ရှိတယ်နဲ့တူတယ်ဝေရောစနဆိုတာတရုတ်တွေကိုးကွယ်တဲ့ဖျားလေးစုထဲမှာတကြမုနီတို့ဝေရောစနတို့ဆိုတာရှိတယ်လေဝေရောစနဆိုတာဒီစကားလုံးရဲ့ဖော်ပြမှုကတော့နေကိုလည်းဝေရောစနလို့ခေါ်တယ်သူတို့တက္ကဋတန်နဲ့ကြတော့ဝိုင်ရောချနလို့သုံးတယ်ဗမာပြည်မှာအခုကျောက်စိမ်းဖျားကလည်းဝေရောစနဖျားပဲနော်နာမည်ဝေရောစနလို့နော်ဗဒံထူးထူးခြားခြားတင့်တယ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့နေကိုလည်းဝေရောစနလို့ခေါ်တယ်အဲ့တော့ဒီသုတ်တံကိုတော့မြတ်စွာဘုရားဇေရုံကျောင်းမှာပဲဟောတယ်အဲ့ချိန်မှာမြတ်စွာဘုရားကနေတတ်တဲ့အချိန်မှာတပါးတဲ့နေတယ်တပါးတဲ့နေဘုရားတပါးတဲ့တော်တဲ့မှာတပါးတဲ့နေတဲ့အချိန်လေးမှာနော်တော်တပါးတဲ့နေတဲ့အချိန်မှာတရားမင်းနဲ့နတ်တွေရဲ့ခေါင်းဆောင်တရားမင်းနဲ့အတုရခေါင်းဆောင်ဝေရောစနတို့ဟာမြတ်စွာဘုရားစီရောက်လာကြတယ်မြတ်စွာဘုရားစီရောက်လာပြီးတော့အသီးသီးတကားပေါင်နားမှာရပ်ပြီးတော့မြတ်စွာဘုရားရှေ့မှာသူတို့ကခဗျာရွတ်ကြတယ်ပေါ့ဂါထာရွတ်တယ်ဆိုခဗျာရွတ်ကြတယ်ပထမဝေရောစနအတုရနမင်းဟာစပြီးရွတ်တယ်စကားပြောပြိုင်တဲ့သဘောပေါ့နော်ဝါယမေထေဝပုရိသောယာဝအထတနိဗ္ဗတာနိဗ္ဗာနသောဘနောအထောဝေရောစနဝဆောဣဒံပြောချင်တာကိုလိုချင်တဲ့အကျိုးရသည့်ထီအောင်မရမချင်းကြိုးစားရမယ်ဒါသူပြောတဲ့စကားကိုလိုချင်တာကိုမရမချင်းကြိုးစားမရမချင်းရအောင်လုပ်နိဗ္ဗာနသောဘနောအထောကိစ္စဆိုတာပြည်စည်းမှတင့်တယ်တယ်အလုပ်ဆိုတာအောင်မြင်ရမယ်ပေါ့ကိုလိုချင်တာမရမချင်းဆွဲမလျှော့နဲ့ဒါဟာဝေရောစနရဲ့စကားပါလို့ဆိုပြီးတော့ဟုတ်တာနော်ကိုလိုချင်တာကိုရသည့်ထီအောင်ကြိုးစားအလုပ်ကိစ္စဆိုတာအောင်မြင်မှကောင်းတယ်ဒါဝေရောစနပြောတဲ့စကားပဲဆိုအဲ့ဒီမှာတရားမင်းကြီးလက်ကြတော့ဗာပြောတော့စကားပြောပုံကတူတူပဲဝါယမေထေဝပုရိသောယာဝအထတနိဗ္ဗတာကိုလိုချင်တဲ့အရာတစ်ခုရသည့်ထီအောင်ကြိုးစားမှန်းတယ်နိဗ္ဗာနသောဘနောအထောအကျိုးဆိုတာရမှကောင်းတာဆိုတာမှန်တယ်အဲ့ဒီအကျိုးတွေထဲမှာသိခံခြင်းနဲ့တာလွန်တဲ့အကျိုးမရှိဘူးသိခံရမယ်လို့ပြောဟိုလူကတော့ရရင်တော့သောတာဆောဆိုတဲ့လူပဲသိခံမနေနဲ့ဆိုတဲ့ပုံစံတရားမင်းကတော့သိခံတာဟာကိုလိုချင်တဲ့အကျိုးတွေမှာအကောင်းဆုံးလို့ပြောတာအဲ့ဒီအတိတ်ပဲကွဲလွဲမှုရှိတယ်နော်သိခံအမယ်သိခံခြင်းဟာကိုကျိုးသူကျိုးအတွက်အကောင်းဆုံးအကျိုးပဲအဲ့တော့ကြိုးစားဆိုတဲ့နေရာမှာသိခံဖို့ကြိုးစားဖို့ဒါတရားမင်းရဲ့အယူဝါဒပဲခန္တီကိုသူကသိတမ်းမို့ထားတဲ့သဘောပဲအဲနောက်ထပ်စကားပြိုင်ပြီးတော့ပြောကြပြန်တယ်ဖျားရှိမှပြောနေကြတာသူတို့သဗ္ဗေတ္ထအတ္တသတ္တတ္ထယထာရဟံလူတိုင်းဟာလှုပ်နေကြတာတဲ့
ဘယ်သူမှအလုံးမလုပ်တဲ့လူဆိုတာမရှိဘူးဘာပဲဖြစ်အလုံးလုပ်နေကြရတယ်တဲ့ကိုထိုက်တဲ့အလုပ်တစ်ခုလုပ်နေကြတယ်တန်ယောဂပရမတေဝတံဘောကသဗ္ဗပါဏိနာလူတွေအစားအစာတွေမှန်သမျှလည်းပဲပေါင်းဆက်ထားလို့ရတာရှိနေတာတဲ့တခုတည်းဆိုရတာမရှိဘူးဟုတ်တယ်လေထမင်းစားရင်လည်းဟင်းပါမှာဟင်းကလည်းကြက်သားဟင်းဆိုတာကြက်သားတွေပြောတာကြက်သားချင်းချက်လို့မရဘူးလေတပြားတွေထည့်ရသေးတယ်အမွေးကြိုင်နေတို့ဘာလို့နတ်သက်ပြောင်းနာမည်ရတာကြက်သားဟင်းလို့နာမည်တက်လိုက်တာတပြားတွေမထည့်ဘဲနဲ့ကြက်ကြီးတုံးလိုက်ချက်ထားလို့စားမကောင်းဘူးလေအဲ့တော့တန်ယောဂပရမတွေ့ဝတံဘောကသဗ္ဗပါဏိနာတတဝအလုံးတို့ရဲ့အသုံးဆောင်မှသမျှပေါင်းစပ်ထားတာတဲ့ဒါအစားစားနဲ့ပတ်သက်ကလည်းပေါင်းစပ်ထားတာအဝတ်စားနဲ့ပတ်သက်လည်းပေါင်းစပ်ထားတဲ့သဘောရှိတယ်သူတွေသုံးတာ one set ဆိုတာလည်းရှိတယ်ဒီဇိုင်းလာနဲ့အမျိုးစုံပေါင်းစပ်ထားတယ်သူကအင်ကြီးနဲ့ပစိုးလုံးကြီးပေါင်းစပ်ထားတယ်ကုန်တစ်ခုတည်းဆိုရင်မလှဘူးပေါင်းစပ်ထားရမယ်နိဗ္ဗာန်သောဘနောအထောဝေရောစနဝဆောဣတံကိစ္စဆိုတာပြည်စီအောင်မြင်မှသာတင်တယ်အကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်လို့သူကဒီလိုဆိုလိုတာပဲလူတိုင်းဟာလုံးနေကြတာအားလုံးပေါင်းစပ်နိုင်ဖို့ကြိုးစားရမယ်နော်ဒီလိုပေါင်းစပ်ခြင်းကြောင့်ရလာတဲ့အရာသာဆိုတာအကျိုးပဲပေါ့အဲ့ဒီအကျိုးရှိတာပို့ပြီးတော့ကောင်းတယ်လို့ဒါဝေရောစနဝဆောဣတံဝေရောစနရဲ့စကားပါလို့ပြောတရားမင်းကြီးကဗာပြောတော့သဗ္ဗေတတ္တအထဇာတာတထယထာဟုတ်ပါတယ်တရားတိုင်းဟာလောကိစ္စတွေရှိနေကြပါတယ်တဲ့တန်ယောဂပရမတွေ့ဝတံဘောကသဗ္ဗပါဏိနာတရားအလုံးရဲ့စားစာတွေကပေါင်းစပ်ထားတာတွေပဲဖြစ်တယ်အလုံးရောစပ်ထားမှရတာရှိတယ်နိဗ္ဗာန်သောဘနောအထောအလုပ်တစ်ခုဆိုတာပြီးမှတင့်တယ်တယ်ဒါပေမဲ့အဲ့ဒီအလုပ်တွေထဲမှာဒီလှုပ်တဲ့လှုပ်ထိုက်တဲ့ကိစ္စတွေထဲမှာကိုယ့်ရဲ့အကျိုးစီးပွားတွေထဲမှာတိခတ်ခြင်းနဲ့တာတာမရှိပါဘူးတိခတ်တာကိုကုန်တယ်ပြောတာကြားမယ်အဓိကအဲ့ဒါပဲတိခတ်မှုကအရေးကြီးတယ်ပေါ့ဆိုလိုတာမင်းတို့အတုဓာတွေကတိခတ်မှုအားနေတယ်လို့ဆိုလိုတယ်ပေါ့နော်မင်းတို့လိတ်တိခတ်စိတ်မင်းတို့မရှိကြဘူးလို့ပြောလိုတာအဲ့တော့တရားမင်းနဲ့ပတ်သက်တဲ့အခုသုတ်တံ3ခုပြောပြပြီးပြီနောက်ထပ်သုတ်တံတွေကျန်သေးတယ်25သုတ်ရှိတယ်အဲ့တော့ဒီသုတ်တွေထဲမှာအခုကောက်ချက်ချကြည့်လိုက်မယ်ဆိုလို့ရှိရင်တရားမင်းဟာသူတော်ကောင်းစိတ်အပြည့်အဝရှိတယ်ကျင့်တရားထားတယ်သူ့ကိုအကြောင်းပြုပြီးတော့သူများကိုထိခိုက်နေတာမယ်ဆိုရင်ကိုသေးခြင်းသေးပါစေသူတို့မထိခိုက်ပါစေနဲ့ဆိုရစိတ်ဓာတ်ရှိတယ်နောက်သိက္ခာခြင်းတရားကိုအမြဲတမ်းရှေ့တန်းတင်ထားတယ်တော့အဲ့ဒါကိုတွေ့ရလို့မြတ်စွာဘုရားကအဲ့ဒီသဘောတရားတွေကိုသိရှိနားလည်အောင်သူတော်ကောင်းဖြစ်အောင်လူတိုင်းဟာကြိုးစားအထောက်ကြမှာဖြစ်တဲ့ဆိုတာကိုမြတ်စွာဘုရားကတရေဇက်ကပါတာ message ပေးတာပေါ့နော်မြတ်စွာဘုရားပေးလို့တဲ့သင်ကြားပို့ချချက်ကအဲ့ဒါပဲအဓိကကတော့နှစ်သာရတရားမင်းကြီးရဲ့သူတော်ကောင်းစိတ်ဓာတ်ကိုအလုံးသိပြီးတဲ့အခါတို့တွေလည်းသူတော်ကောင်းစိတ်တွေမွေးပြီးတော့ကောင်းမြတ်တဲ့အကျင့်တရားကိုအကျင့်ကြုတ်ကိုအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှေ့သက်ချရအောင်ရှင်ဖေယဖရာတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်စင်ကျင်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရ
ယုတ်တိလေးမြတ်စွာမမတ်သားသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုတ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ဘာကကိုအမိအဖအဖို့အဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြဝေငှပါကုန်၏31ဘုံကျင့်ဤကုန်သောဒုစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း